16 နှစ်ကြာဝေးကွာနေတဲ့ကမ္ဘာဖလားကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့စပိန်အားလုံးပဲမင်္ဂလာပါပြည့်ရှန်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်စပိန်တို့ကတော့မင်းညာကလက်ရှိကမ္ဘာဖလားချန်ပီယံအာဂျင်တီးနားကိုတကူကိုမရှိဆိုတဲ့ကြားလနဲ့အနိုင်ယူပြီးချန်ပီယံတရပူကိုလွှဲပြောင်းရယူခဲ့ပါတယ်ဒါကစပိန်တို့အနေနဲ့လွန်ခဲ့တဲ့2010ကနောက်ဆုံးကမ္ဘာဖလားကိုရရှိခဲ့ပြီးတဲ့နောက်ပိုင်း16နှစ်ကြာမှာပထမဆုံးချိန်ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါစပိန်တို့အတွက်တော့အခုဆိုရင်ကမ္ဘာဖလားကိုနှစ်ချိန်တိတိစကူးနိုင်ခဲ့ပြီးပြီးခဲ့တဲ့ယူရိုပြိုင်ပွဲတုန်းကလည်းချန်ပီယံဖြစ်ထားတာကြောင့်လက်ရှိဥရောပရဲ့အကောင်းဆုံးသင်းဆိုတာညီလုံးမရတဲ့အမှတ်တရတစ်ခုဖြစ်လာခဲ့ပါတယ်မင်းညာကအာဂျင်တီးနားကိုအနိုင်ကစားပြသွားတဲ့စပိန်ရဲ့အသင်းလိုက်ခြေစွမ်းကတကယ်ကိုလက်ဖျားခါရပါတယ်။အာဂျင်တီးနားလိုတင်းမျိုးကိုပွဲချိန်ပြည့်အထိဘောလုံးကန်ကစားခွင့်တော့မပေးဘဲတောက်လျှောက်ဆိုသလိုဖိအားပေးနိုင်ခဲ့တာပါ။လီယိုနယ်မက်ဆီဆိုရင်တပွဲလုံးဒီပါလမ်းလျှောက်ရင်းနဲ့သာအချိန်ကုန်နေရတာဖြစ်ပြီးသူ့စီဘောလုံးလာဖို့စောင့်နေရတာကဆန္ဒရှိရင်တီးတော့အိတ်နေလို့ရပါတယ်။စပိန်ကဒီပွဲမှာဘောလုံးပိုင်ဆိုင်မှုရောကစားကွက်ပိုင်းကြပါအာဂျင်တီးနားကိုစိတ်ချိုက်ချယ်လဲနိုင်ခဲ့ပြီးဂိုးပေါက်ကန်သွင်းချက်တွေကိုလည်းမနာတမ်းပြုလုပ်ခဲ့တာပါ။အာဂျင်တီးနားကိုသမားမာတီနက်ကာကွယ်နိုင်ခဲ့လို့သာထင်သလောက်ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။စပိန်တို့အနိုင်ဂိုးကိုတော့လူစားဝင်ကစားသမားဖာရန်တိုရက်စ်ကသွင်းယူပေးခဲ့တာဖြစ်လို့ကမ္ဘာဖလားသမိုင်းရှောင်းဖိုင်နယ်ပွဲစဉ်မှာလူစားဝင်ပြီးမှအနိုင်ကိုသွင်းနိုင်တဲ့ပထမဆုံးသောကစားသမားဖြစ်လာခဲ့ပါတယ်။စပိန်တင်းကကမ္ဘာဖလားကိုစကူးနိုင်ခဲ့တာကြောင့်စံချိန်တော်များများကိုတင်ရှိခဲ့တာပါ။သူတို့အနေနဲ့ပွဲစဉ်38ပွဲထိရှုံးပွဲမရှိခဲ့သလိုကမ္ဘာဖလားမှာလည်းဘေးကိုတကူသာခွင့်ပြုခဲ့ရပြီး9ပွဲထိကလင်းရှိကြခဲ့တာပါ။ဒါပြင်အသက်19နှစ်သာရှိသေးတဲ့လူငယ်ကစားသမားလေးရာမယ်ကယူရိုဖလားနဲ့ကမ္ဘာဖလားကိုစကူးနိုင်တဲ့သမိုင်းတစ်လျှောက်အသက်ငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ပြောရင်စပိန်ကဒီနေ့ကမ္ဘာဖလားကိုအသက်ရှင်ဆုံးပုံစံနဲ့ကစားပြခဲ့ပြီးဘာမှအပြစ်ပြောစရာမရှိအောင်ကောင်းလွန်ခဲ့တာကြောင့်ကမ္ဘာဖလားချန်ပီယံဖြစ်ဖို့တကယ်ပဲထိုက်တန်ခဲ့တာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။